ဘာကျော်တိုက်စစ်မှုတွေဖြစ်တဲ့စီရော်နယ်တို့ဒါမှမဟုတ်မက်ဆီတို့တပွဲတဲ့9ဂိုးဒါမှမဟုတ်6ဂိုးသွင်းရင်ပဲကဘာတစ်ခုလုံးဟိုးဟူးကျော်လွှတ်တတ်ပါတယ်ဒါပေမဲ့ကဘာဂင်းနစ်စံချိန်မှတ်တမ်းရတရားဝင်ဘောလုံးပွဲတပွဲထဲမှာလူတစ်ယောက်တည်းက16ဂိုးအထိသွင်းယူပြီးစံချိန်တင်ခဲ့ဘူးလေဆိုတာသင်သိပါသလားဒီမယုံနိုင်စရာစံချိန်ကိုပိုင်ဆိုင်ထားတဲ့သူကတော့ Cyprus နိုင်ငံသားတိုက်စစ်မှုပညာကီရိုတစ်ပွန်တီကော့စ်ပဲဖြစ်ပါတယ်16ဂိုးစံချိန်တင်ခဲ့တဲ့နေ့ဒီဖြစ်ရဟာ2009ခုနှစ်မေလတုန်းက Cyprus တတိယတန်းလိပြိုင်ပွဲတစ်ခုမှာဖြစ်ပွားခဲ့တာပါအဲ့ဒီပွဲမှာပွန်တီကော့စ်ရဲ့အသင်းဖြစ်တဲ့ Chaplan Lawrence Olympiacos အသင်းဟာပြိုင်ဘအသင်းကို24ဂိုး3ဂိုးဆိုတဲ့မယုံနိုင်စရာရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီသွင်းဂိုး24ဂိုးတွေကမှတိုက်စစ်မှုပွန်တီကော့စ်တယောက်တည်းက90မိနစ်အတွင်းမှာ16ဂိုးတိတိသွင်းယူပေးခဲ့တာဖြစ်ပါတယ်သူဟာပွဲဆချင်း3မိနစ်မှာပထမဂိုးစသွင်းခဲ့ပြီးပွဲကစားချိန်1မိနစ်ချင်းစီတိုင်းမှာဂိုးတွေဆက်တိုက်သွင်းယူခဲ့တာပါမကြိုးပြတ်သေးတဲ့ကမ္ဘာစံချိန်ဒီစံချိန်ဟာကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကအတိအမှတ်ပြုထားတဲ့တက်တန်းရင် professional ဘောလုံးသမိုင်းမှာယနေ့အထိဘယ်သူမှမချိုးဖျက်နိုင်သေးတဲ့တပွဲတဲ့ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် Guinness ကမ္ဘာစံချိန် Guinness World Record မှတ်တမ်းဝင်ထားစေဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားစရာနောက်ထပ်စံချိန်တစ်ခုနိုင်ငံတကာပွဲတကယ်လို့အဆင့်မြင့်တဲ့နိုင်ငံတကာကမ္ဘာဖလားချီစစ်ပွဲတွေထဲမှာတပွဲတဲ့ဂိုးအများဆုံးသွင်းတဲ့စံချိန်ကိုကြည့်မယ်ဆိုရင်တော့အားလုံးသိကြတဲ့ Australia တိုက်စစ်မှု Archie Thompson ကပိုင်ဆိုင်ထားပါတယ်သူဟာ2001ရက်တုန်းက Australia အသင်းက American Samoa အသင်းကို32ဂိုးဂိုးမဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာတယောက်တည်း73ဂိုးသွင်းပြီးနိုင်ငံတကာပွဲတွေရဲ့တပွဲတဲ့ဂိုးအများဆုံးစံချိန်ကိုယနေ့အထိစုပ်ကိုင်ထားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုတက်ပါဘဟုတုတအကြောင်းအရာတွေကိုသိချင်ရင် like and follow လေးလုပ်ပေးကြအောင်နော်